မင်္ဂလာပါပြောစရာရှိတယ်ဒီနေ့ကပြောတယ်လေမန်နေဂျာလုပ်ပြီးစိုင်ကောင်းလုပ်ပြီးဆိုလို့ရှိရင်လိုအပ်တဲ့စာမွေးတချို့ရှိပါတယ်အဲ့ဒါတကူသိဂီနိုနီကိုမဟုတ်ဘူးနော်တခြား management နဲ့ပတ်သက်တဲ့စာမွေးတွေရှိတယ်အဲ့ဒီစာမွေးကအဓိကပထမဆုံးလိုအပ်တာတော့ essay ခန့်လေးပေါ့နော်ကျမကြီးနဲ့ဆိုင်တဲ့စာမွေးပေါ့ကျမကြီးဝန်ကြီးဌာနကအသိမဲ့ဖြူတဲ့စာမွေးဖြစ်ရပါတယ်အဲ့ဒါအရေးကြီးပါတယ်အဲ့တော့အဲ့ဒီလက်မှတ်ရှိထားပြီးတော့ဆိုင်မှာကိုယ့်ရဲ့အောင်လက်မှတ်တွေပါတယ်ပေါ့နော်တောင်းရင်ခံဘယ်သူပါဆိုစက်ခင်းရှာဘယ်သူပါဆိုဘိုင်လေးနဲ့ကတ်ရတယ်ပေါ့နော်အဲ့လားအရင်ဆုံးဖြစ်ရပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့ဆိုင်ကတည်တံ့ရှိနေတာမျိုးဆိုရင်ပေါ့နော်တည်တံ့အဆောက်အအုံနဲ့ဖွင့်ထားတာမျိုးဆိုလို့ရှိရင်မိသက်အောင်လက်မှတ်လည်းလိုပါတယ်မိသက်ဌာနကနေဖြေရတဲ့ဆောင်းဝဲတစ်ခုရှိသေးပေါ့နော်အဲ့ဒါဟိုဖြေရပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဘလို့ဘာတွေပါလဲပေါ့နော်ပါတယ်ဆိုလို့ရှိရင်သူကမီးလောင်လို့ရှိရင်ဘာလုပ်ရမလဲအဲ့ဒီတွေကိုဘယ်လိုမျိုးပေါ့နော်ကိုက guideline ပေးရမယ်အဲ့ဒီမိသက်အရေးပေါ် emergency အခြေအနေမှာနောက်မိသက်စီဘူးတွေကိုဘယ်လိုနေရာမှာထားရမယ်ဘယ်လိုဟိုကိုယ့်ရဲ့ staff တွေကိုလည်းဘယ်လိုတင်ထားရမယ်ပေါ့နော်လမ်းညွှန်ထားရမယ်ဘာတွေကြိုတင်ပြင်ဆင်ထားရမယ်ဆိုတဲ့ဟာပါရှိပါတယ်အဲ့ဒါတွေတည်ရမယ်နောက်ပြီးလို့ရှိရင်အရေးပေါ်အဲ့သူကမိသက်တစ်ခုတည်းမဟုတ်အရေးပေါ်အခြေအနေပေါ့နော်ဂျပန်မှာဆိုလို့ရှိရင်ငလျင်နေရန်လုပ်တယ်မလားအဲ့ဒီဟာတွေလည်းပါပါတယ်ဒီစောက်ထဲမှာဒီတင်တန်းထဲမှာပေါ့နော်အဲ့ဒီဟာအရေးပေါ်ဌာနအရေးပေါ်အခြေအနေဖြစ်လို့ရှိရင်ပေါ့နော်ဘယ်လိုနေရာတွေကိုပြီးမလဲပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့အများကြီးပါပါတယ်ဒီစိတ်ပြောရင်တော့အများကြီးပဲအဲ့ဒီအောင်လက်မှတ်လိုတယ်ပေါ့နော်အဲ့ဒီအောင်လက်မှတ်ကိုလည်းခြေရပါတယ်နောက်တစ်ခုကကြတော့ဗာလေးဆိုတော့ chemical ပါဆိုလည်းမသိပါဘူးအဲ့ဒီအောင်လက်မှတ်လည်းခြေရပါတယ်အဲ့ဒါကြဘာနဲ့ဆိုင်တာလဲဆိုတော့ဥပမာသုံးတဲ့ hider တွေပဲပေါ့နော်ပကံစီးတဲ့အခါမှာသုံးတာတို့ပကံစီးတဲ့ဆက်ပြားတို့ပကံစီးဆက်ထဲမှာသုံးတဲ့ဆက်ပြားစီးတို့အဲ့ဒါတွေကဟိုလူတွေအနေနဲ့ဖြစ်စီရတော့မဖြစ်စီရတော့တုံးပြလို့ရတဲ့ဟာတော့ပေါ့နော်တချို့စနီတုံးတွေပါရှိရမလားစနီတုံးတွေပါတွေကိုစီးတဲ့ချွတ်စီးပေါ့နော်အဲ့လိုကမ်မီကယ်တွေကတမျိုးနောက်ပြီးတော့ဟိုအင်တာတော့ဥပမာစီးတဲ့ချွတ်စီးကမ်မီကယ်အဲ့လိုဟာတွေလည်းရှိပေါ့နော်အဲ့ဒီဟာတွေကဘယ်နာမှာထားရမလဲဥညာလေးသူထားရမယ်ပေါ့နော်အစားတောက်တွေနာမှာထားလို့မရဘူးအဲ့လိုမျိုးမှားပြီးသုံးပြီးမှဆိုလို့သူ့နေရာနဲ့သူပေါ့ခုနလိုဟိုက်တာချင်းတူတူဟိုပကံစီးတဲ့နေရာမှာသုံးလို့ရတဲ့နေရာရှိတယ်လို့ခြားနေရာမှာသုံးတဲ့ဟာမျိုးလည်းရှိရပေါ့နော်အခါကျတော့ကမ်မီကယ်တွေကိုသူ့နေရာနဲ့သူထားရှိရမယ်ဘယ်ဟာပါဆိုတာဟိုဆိုင်ကောင်းအနေနဲ့သိနေရပါတယ်သိနေပြီးတော့ကိုယ့်ရဲ့ staff တွေကိုလည်းဝန်ထမ်းတွေကိုလည်းကိုက guideline ပေးနေအောင်မှာတရားမရအောင်တရားဘာဖြစ်တယ်ညဖြစ်တယ်ပေါ့နော်ကိုကအကုန်လုံးညွှန်ကြားပြရပါတယ်အဲ့ဒီအတွက်ကကိုကဆောင်းမဖြစ်ရပါတယ်အဲ့ဒီဟာကတော့လေသူများတွေတော့ဘယ်လိုဖြစ်ရလဲမသိဘူးညီမတို့ကတော့ဆိုင်ရပါတော့ကုမ္ပဏီကပဲသူတို့ရဲ့တတ်မှတ်ထားတဲ့ဆောင်းမရှိရပဲအဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ဖြည့်ပြီးတော့အောင်လက်မိတ်ကုမ္ပဏီကပဲတိမပြတာပေါ့နော်ဒီလူက pass ဖြစ်တယ်ဆိုပြီးတော့အဲ့ဒီဟာဆိုင်မှာအဲ့လိုမျိုးတောင်းရင်ခံနေနဲ့ကတ်ထားရတယ်ပေါ့နော် customer တွေကလာစားတာကွာရောင်းတာတခုလည်းမဟုတ်ဘူးဒီကတိထားမှာပေါ့နော် customer ရဲ့အသက်ကကိုလက်ထဲမှာပါအဲ့ဒါကိုစိတ်ထဲမှာစွဲနေမှုရောကိုလက်အောင်နေတာတွေကိုအဲ့ဒါပြထားဖို့လို့တယ်လို့တော့ထင်တာပေါ့နော်ကိုအတွေ့ပါတက်သူများတွေတော့မသိတကယ် customer ရဲ့အသက်ကကိုလက်ထဲမှာပါအစားအစိတ်တင်တာတော့ဘာလို့မဖြစ်အောင်ပေါ့နော်တေချာကယူဆိုင်ရပါတယ်အဲ့ဒီအတွက်စာအုပ်ကဒီမှာပါယောကိုဟင်းအေးစေစက်ကင်းရှောက်ဆိုရဟာရှိပါတယ်အထက်မှာချက်ဖွင့်ပြမယ်နော်ပါတဲ့ဟာတွေ grand root လေးပေါ့ဒီလိုလေးတွေ
လိုလေးတွေပေါ့ဥပမာဒါလေးတမင်းဖြစ်တော့မမြောက်ဟိုတော့လုံးလေးလာပြီးတော့ဖြည့်ရပါတယ်တော့ဖြည့်လို့လည်းရပါတယ်အွန်လိုင်းကလည်းဖြည့်လို့လည်းရပါတယ်အဲ့ဒါပြီးတော့ရင်အောင်လက်မှတ်ကအောင်လက်မှတ်ရတယ်အောင်လက်မှတ် certificate က plastic မလောင်းတော့နည်းနည်းမယူမသိနဲ့လေးဖြစ်နေအဲ့လိုလေးရနောက်တစ်ခုတော့ပါပြီးလဲဆိုတော့ဒီဟာပေါ့နော်ဒီလိုလေးအဲ့ဒီအောင်လက်မှတ်ဆိုင်မှာကတ်လို့လေးရတယ်ကိုကြိုက်တဲ့မှာကောင်းနော်ဒီစာမွေးတွေကဖြည့်တာကောင်းပါတယ်ကိုပိုင်ရတာပေါ့နော်ကိုဒီမှာမလုပ်ဖြစ်လဲကိုအိမ်ပြန်သွားမြန်မာပြန်သွားလဲယူသွားလို့ရဂျပန်မှာဒီအောင်လက်မှတ်ရခဲ့တယ်ပေါ့ပိုင်နေအောင်လူရှိနေတာပေါ့နော်နောက်တစ်ခုစတာပါပြောအောင်လို့နောက်တစ်ခုကဒါခုနပြောရဲမိတက်နဲ့ပတ်သက်တဲ့ဟာပေါ့နော်စာအုပ်ဖတ်စာအုပ်ဒီမှာဒီချက်မှာအကုန်ပါတယ်ဘယ်လိုလုပ်ရလဲအဲ့လိုလေးပေါ့နော်အဆုံးပါတယ်အဲ့လိုပေါ့အဲ့ဒါလေးကိုလိလာပြီးတော့ဖြည့်ရပါတယ်ဆောင်းမရှိဘူးရန်8000လောက်1000လောက်မသိပြရတယ်အဲ့ဒါသူ့ရဲ့အောင်လမ်းမှာကတော့ပြီးတော့ရင်ဒီလိုပေါ့နော်ဒီလိုလက်မှတ်ပြရပါတယ်အဲ့ဆောင်မွေးဝဲတွေဖြည့်ရပါတယ်ဟိုလိုမျိုးတကူသိကီနော်ညီကောတို့ဘာတော့ကကြတော့ဒီဟာတွေဆိုင်အောင် management လုပ်နိုင်တယ်ဆိုတဲ့ဟာပေါ့နော်ဒီအေးစေခန်းလေးတွေလည်းလုပ်တတ်ပါတယ်ဆိုတော့အတွေ့အကြုံရှိတယ်ဆိုတာမျိုးဖြည့်ရတာထင်တယ်အဲ့လိုမျိုးတကယ်လက်တွေ့ကြတာတကယ်တက်ကြွမှာရယ်ဆိုပြီးဖြည့်ရတာပေါ့နော်ဒီလိုမျိုးတွေတိပါတယ်ပေါ့တက်ကြွမှာရယ်ဆိုတာလည်းတိပါတယ် knowledge ရှိပါတယ်ပေါ့တကယ်လည်းလုပ်နေရတာပါတကယ်တာဝန်ရှိပါတယ်အဲ့ဒါအစားအစိတ်တင်နေပဲဖြစ်အကြောင်းတစုံတရာအကြောင်းဖြစ်ပြဿနာရှိရဲ့တာဝန်ခံကိုပါအဲ့တော့ဒီဟာတွေကကိုယ်နာမည်နဲ့ကတ်လိုက်ပြီဆိုတဲ့ဟိုဟာဆိုင်ထဲကတာဝန်ဒီကုန်းလုံးကိုတိကျခယူဆိုင်ဖို့လိုပါတယ်လူများမှားသွားလို့သူလောက်တာကျမမသိဘူးကျွန်တော်မသိဘူးလို့မရပါဘူးဟိုကောင်မလေးချက်လိုက်တာဆန်ချက်လိုက်တာ B ဆန်ချက်လိုက်တာသူတို့လောက်တာကျမတော့တင်ထားတာပဲဆိုလို့လည်းမရပါဘူးတာဝန်ကကိုပါကိုဒီဆိုင်ရဲ့ manager ဖြစ်ပါတယ်အဲ့ဒါဒီရေးကြည့်ပါတယ်အဲ့ဒီအတွက် asset ဆက်ကတော့ကျူးဆက်ကတော့ဘာတွေလုပ်ရမှာလဲဆိုတော့အစားတောက်တိုင်းကိုပြင်ဆင်ထားတဲ့အစားတောက်တိုင်းကုံလုံးကိုရက်ဆွဲတွေကိုမှန်မှန်ကန်ကန်တက်ဖို့လိုအပ်ပါတယ်ရက်ကြော်တာ expiry date ဖြစ်မဖြစ်ကိုလည်းတခြားစစ်ဆေးပြီးဖို့လိုပါတယ်စိတ်ချလို့မရပါဘူးကိုယ်တိုင်ဒီလည်းတတိလက်လို့ဖြစ်တတ်ပါတယ်အဲ့ဒါအရေးကြီးတဲ့ချက်ပါ bye bye